မင်္ဂလာပါသားတို့သမီးတို့ရေဒီတစ်ပတ်စနေနေ့မှာတော့ကျွန်ုပ်ဤအကြောင်းနဲ့သားတို့သမီးတို့ကိုစတင်ပြီးတော့စာရေးစာကုန်းကိုရေးကြည့်စေချင်ပါတယ်ရေးပုံရေးနည်းရလည်းပဲဒီချက်ပြောထားပြီးသားပါနော်အရှိဗီဒီယိုတွေထဲမှာအဲ့တော့ကျွန်ုပ်ဤအကြောင်းဖြစ်တဲ့အတွက်ကြောင့်လွယ်ကူတာပဲဆိုပြီးတော့လည်းပဲအထင်မသေးစေချင်ပါဘူးအခြေခံကနေစပြီးတင်တာဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးတွေကိုသေချာလိုက်ပါပြီးတော့ရေးကြည့်စေချင်ပါတယ်အဲ့တော့ကျွန်ုပ်ရဲ့အကြောင်းဆိုရင်ဒီထဲမှာနာမည်ပါမယ်အသက်ပါမယ်နောက်တစ်ခုဒီနေရာမှာအတန်းပါမယ်ပြီးသွားရင်ဒီနေရာမှာကျောင်းထည့်မယ်အဲ့တော့ကျွန်တော်ဤအမည်သည်မောင်ကျော်ကျော်ဖြစ်ပါသည်ဒါဆိုရင်တစ်ကြောင်းပြီးသွားမယ်ဒါဥပမာအနေနဲ့ဒီချက်ပြောပြတာပါအဲ့တော့ကျွန်တော်ဤအသက်သည်10နှစ်ဖြစ်ပါသည်ကျွန်တော်သည်နော်ကိုပိုင်ထက်တန်းကျောင်းတွင်ပညာသင်ယူနေပါသည်ကျွန်တော်ဒီပြစ်စမာတန်းကျောင်းသားတစ်ယောက်ဖြစ်ပါသည်ဒါဆိုရင်ဒီချက်တို့ညီတန်းပြီးသွားပြီလွယ်လေးပဲเนาะအလွယ်ဆုံးပဲရေးပါမယ်ပြီးတော့နောက်ဒီဟာလေးတွေကြတော့ဒီချက်တို့စာကိုသွားပါမယ်ဒီနှစ်ပိုက်ကိုဒီချက်ကစာကိုရဲ့ပထမပိုက်မှာထားပါမယ်စာကိုရဲ့ပထမပိုက်မှာထားပါမယ်အဲ့တော့မိဘရဲ့အမည်ကျွန်တော်ဤဖေဖေသည်เนาะဒါမှမဟုတ်ကျွန်တော်ဤအဖေကျွန်ုပ်အဖေဤအမည်သည်ထည့်လို့ရတယ်เนาะကျွန်ုပ်အဖေဤအမည်သည်နဲ့ဥပဒုဖြစ်ပါသည်မေမေသည်ကျွန်ုပ်ဤမေမေသည်ဒေါ်ဘဒုဖြစ်ပါသည်ဒါဒီချက်ကတော့အတူလေးတွေပေါ့เนาะဒီချက်ရဲ့ဟာလေးကိုနားထောင်ပြီးတော့ခဏလေးရက်ပြီးတော့ရေးလို့ရတယ်เนาะပြီးသွားရင်ကျွန်တော်တွင်ညီကိုမောင်နှမ3ယောက်ရှိပါသည်ဒါမှမဟုတ်ရင်လည်းပဲကျွန်တော်တွင်အမ1ယောက်နဲ့ညီမလေး1ယောက်ရှိပါသည်ဒါဆိုဒီချက်တို့ဒီကအကြောင်းလေးပြီးသွားမယ်နောက်တစ်ခုနေထိုင်ရမြို့ကျွန်တော်တို့ဒီရန်ကုန်တိုင်းဒေသကြီးเนาะမြို့နယ်ထဲလို့ရတယ်လှိုင်မြို့နယ်တွင်နေထိုင်ပါသည်ဒါဆိုဒီချက်တို့စာကိုပြီးသွားပြီเนาะဒီလောက်လေးရရင်ရတယ်เนาะကိစ္စမရှိသေးဘူးပြီးသွားရင်နောက်တစ်ခုကဒီနေရာမှာတငယ်ချင်းတွေနဲ့မောင်နှမတွေဒါဆိုဒီချက်တို့ကဒီအပိုက်ကဒီစာကိုရဲ့ဒုတိယပိုက်ဖြစ်သွားမယ်အဲ့တော့ကျွန်တော်တွေအချစ်ဆုံးတငယ်ချင်း2ယောက်ရှိပါသည်เนาะပြီးသွားရင်တငယ်ချင်းများ၏အမည်များမှာထည့်လို့ရပါတယ်ပြီးသွားရင်မောင်နှမတွေနဲ့တငယ်ချင်းတွေနဲ့အတူတူကျောင်းပိတ်ရက်တွေမှာเนาะအိမ်တွေမုတ်တွေလှုပ်ရှားကြတယ်ပြီးသွားရင်ကျောင်းပိတ်ရက်တွေမှာမတည်သောအစာများကိုအိမ်တွေအတူတူလှုပ်ကြတယ်ပြီးသွားရင်နောက်တစ်ခုနေ့စဉ်လုပ်ငန်းဆိုတာလေးထည့်ပါမယ်ဒီနေ့စဉ်လုပ်ငန်းကကြတော့ကျောင်းကိုဘယ်နှစ်နာရီသွားတာလဲအဲ့ရကနေဘယ်နှစ်နာရီထားတယ်ပြီးသွားရင်ကျောင်းကိုဘယ်နှစ်နာရီသွားတယ်ကျောင်းမှာဘယ်လိုမျိုးတင်ကြားခဲ့တယ်ပြီးသွားလို့ရှိရင်ကျောင်းကနေပြီးတော့ဘယ်အချိန်မှပြန်လာတယ်အိမ်မှာဘာတွေကိုမေမေတို့ကိုဘာတွေကူလုပ်ပေးတာလဲဒီဟာဒီတီချာတို့အတွက်ဒီဒုတိယစာကိုဒီmain ကြတယ်ပေါ့နော်အဲ့ဒီထဲမှာအများကြီးရေးလို့ရတယ်နောက်ဆုံးညီကုန်းချုပ်ကကြတော့ကိုယ့်ရဲ့ရည်မှန်းချက်တိုင်းလှုပ်ဆောင်နေတဲ့ဟာလေးသားတို့သမီးတို့ကကျွန်တော်ဒီနေ့စဉ်နေ့တိုင်းတနေ့ပေးတော့တနေ့ပေးတဲ့စာများကိုတနေ့လှုပ်ဆောင်နေပါသည်စာတွေကိုကျင့်ညက်အောင်ချက်ပါသည်เนาะဘာကြောင့်လဲဆိုရင်သမီးတို့သားတို့ရဲ့ရည်မှန်းချက်ကဆရာဝန်ကြီးဖြစ်ချင်လို့ဒီရည်မှန်းချက်ကြီးအောင်မြင်ဖို့အတွက်ဆိုရင်ကျွန်ုပ်တို့ရဲ့ဒီနေ့စဉ်တင်သမျှလုံသမျှတွေဒီအရန်ရေးကြည့်ပါတယ်ကျောင်းသားဖြစ်တဲ့အတွက်ကြောင့်တနေ့ဆောင်တနေ့ခြေညက်အောင်လေ့လာရမယ်သင်ယူရမယ်ဆရာသမားတွေရဲ့စကားကိုနားထောင်ရမယ်เนาะကျမ်းမာရေးကောင်းအောင်လုပ်ရမယ်ဒါမှသာလျှင်ကျွန်ုပ်တို့ရဲ့ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုအကောင်းဆုံးလုပ်နိုင်မှာဖြစ်ပါလိမ့်မယ်ဆိုပြီးတော့ညီကုန်းချုပ်ကလေးချုပ်လိုက်ရုံပါပဲเนาะ